PUBG Mobile App ထိပ်မှာဘယ်လို event ပါလာမှာလဲဟုတ်ပါတယ်ကျွန်တော်ဒီ video လေးမှာ PUBG Mobile ရဲ့အသစ်ထွက်လာမယ့် event နဲ့ပြောင်းလဲသွားမယ့် event ရဲ့မြေပုံလေးအကြောင်းပြောပြပြီးတော့မှာဖြစ်ပါတယ်ဗျကျွန်တော်ရဲ့ video လေးမစခင်မှာအခုလိုမျိုး PUBG Mobile ရဲ့အသစ်ထွက်မယ့် skin တွေ event အကြောင်းတွေကိုသိရဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ဖို့မေ့ပါနဲ့ဗျဆိုတော့အသစ်ထွက်လာမယ့် event တွေကဘယ်လိုမျိုးလဲဆိုတာကိုတော့ကြည့်လိုက်ကြအောင်ဒါကတော့အသစ်ထွက်လာမယ့် event ကိုပေါ်ကနေမြင်ရတဲ့မြင်ကွင်းမှာဒါကတော့ event မြေပုံလေးပဲဖြစ်ပါတယ်ဗျဒါကတော့ဒီ event ရဲ့ main ဆောင်းကြီးပဲဖြစ်ပါတယ်ဒီ event မှာပါဝင်တဲ့အဆောက်အဦတွေတော်တော်များများအရန်ယူရှင်နေဗျဒါတော့ event နဲ့မှာအသစ်ထပ်မံပါဝင်လာတဲ့အရာပါအခုဖြစ်လိုက်တဲ့ဟာနည်းလုံးဖြစ်နေမှာပါဗျကျွန်တော်ကတော့ error တင်နေတဲ့အတွက်ကြောင့်နည်းလုံးမပေါ်ဘူးဖြစ်နေရပါနောက်တစ်ခုကတော့ event အသစ်မှာပါဝင်လာမယ့်စီရော်ရင်လေးပါကျွန်တော်ကိုယ်တိုင်ရှာမတွေ့ရတဲ့အခြားသူတယောက်ရဲ့ video လေးကိုယူသုံးထားပါတယ်ဗျဒါကတော့ event နဲ့မှာပါလာမယ့် rocket ပဲဖြစ်ပါတယ်ဒီနောက်ဆုံးပဲလေဒီကတော့မိုက်ဆုံးပါပဲဗျကျွန်တော်တို့ငယ်တော့ကြည့်ရဲ့ iMan နဲ့ရေခဲကောင်းလို့ပါတယ်ကျွန်တော်မိုက်ပါတယ်event အကြောင်းပြောပြီးဆိုတော့အခု event ကမှတ်တင်မှာပြောင်းလဲသွားတဲ့နေရာလေးတစ်နေရာအကြောင်းပြောပြပါမယ်ဗျအဲ့နေရာလေးကတော့ကျွန်တော်အရင်တော့ရေပေါ်ရွာလို့ခေါ်ခဲ့တဲ့နေရာလေးကိုအခုမှတော့ပုတ်ရဆိုပြီးတော့စိတ်ကမ်းမြို့လေးတစ်ခုအနေနဲ့ပြောင်းလဲထားတာမြင်ရမှာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့နောက် RP မှာပါဝင်မဲ့ app ကန်ကတော့ Bison တနက်လေးပဲဖြစ်ပါရဲ့ဗျအခု video လေးကတော့ဒီလောက်ပါပဲဗျနောက် video တွေမှာပဲပြန်တွေ့ကြပါမယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ဗျ